ကောင်မလေးကိုကွင်းဆုမိသွားပါတယ်။ပိုဆိုးတာကနောက်တကွင်းကကောင်မလေးပိုက်ထားတဲ့ကြောင်ဝတုတ်ကြီးကိုပါသွားဆုမိတာပါပဲ။ဆိုင်ရှင်ကတော့မင်းကကောင်မလေးကိုသဘောကျနေတာမလားဆုမိတာမှန်သမျှအိမ်ယူသွားလို့ရတယ်လို့မြှောက်ပေးလိုက်တော့ကောင်မလေးကမျက်နှာလေးညီရဲပြီးကြောင်ကိုကောင်လေးစီထိုးပေးရင်းကြောင်ကိုတော့ယူသွားလို့ရတယ်လို့ကိုတော့မရဘူးတဲ့လေ။တကယ်တော့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကဒီလိုပါ။နှစ်တကူပွဲတော်မှာကွင်းပစ်တဲ့ဆိုင်ရှိမှလူတွေအရန်စီနေပါတယ်။ဘာလို့လဲဆိုတော့အကြောင်းရဲ့နာမည်ကြီးရေခဲတုံးအလှမဲ့လေးကအဲ့ဒီမှာကွင်းပစ်နေလို့ပါ။သူကလိမ်မော်ရောင်ကြောင်ဝတုတ်ကြီးကိုပိုက်ပြီးတကွင်းပစ်လိုက်တိုင်းအတိအကျကိုဝင်နေတာပါ။ဘေးကလူတွေကလည်းသဘောကျပြီးအားပေးနေကြတယ်။ဆိုင်ရှင်ကတော့အယုတ်တွေအများကြီးပါသွားလို့ငိုမတက်ဖြစ်နေပြီးညီမလေးရဲ့ကိုတနာပါဦးတော်ပါတော့လို့တောင်းပန်နေရတယ်။ကောင်မလေးကကွင်း90ဖိုးဝယ်ထားတာ20ပဲပြည့်ရသေးတာလေ။ဆိုင်ရှင်ကပတ်စံပြန်အမ်းပါမယ်ဆိုပေမဲ့သူကဘာမှမပြောပါဘူး။အဲ့ဒီအချိန်မှာဆိုင်ရှင်ကဘေးကကြည့်နေတဲ့ကျွန်တော်တို့ဇက်လိုက်ကောင်လေးကိုလှမ်းမြင့်သွားပြီးဟေးကောင်လေးမင်းပြစ်မလားဆိုပြီးအကူညီတောင်းပါတော့တယ်။ကောင်လေးကရှက်ပြီးနောက်ဆုတ်ဖို့လုပ်ပေမဲ့ကောင်မလေးကသူ့ကိုကွင်းတွေလှမ်းပေးပြီးငိုက်တုံးမဲ့နင်ကစားလိုက်ဆိုပြီးဘေးကနေထွက်ကြည့်နေပါတယ်။လူအများကြီးရှိမှဆိုတော့ကောင်လေးလည်းမပစ်ချင်ပဲပြေးရတော့တာပေါ့။ပထမတကွင်းလွဲသွားတယ်။ဒုတိယတကွင်းကကောင်မလေးရဲ့အယုတ်ထုတ်